မင်္ဂလာပါကျွန်တော်တို့ကတော့ Vibe Code 2က Team 70ပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ project လေးအကြောင်းရှင်းပြချင်ပါတယ်ခုခေတ် recruitment အပိုင်းမှာအကြီးမားဆုံး bottleneck ကရာနဲ့ချီတဲ့ technical application တွေကို screening လုပ်ရတာပါပဲ There is just no way I can get through all of this. ရိုးရိုး static quizzes တွေကလည်း cheat လုပ်ရလွယ်တယ်လို့လူကိုယ်တိုင်လိုက်စစ်ဖို့ကြတော့လေအချိန်တွေအများကြီးကုန်ပါတယ်သမယိုးကြစာမှုပွဲတွေက senior သမားတွေအတွက်အရန်လွယ်ပြီး junior တွေအတွက်ကြတော့လေခက်ခဲလွန်းနေတတ်တာကြောင့် candidate ရဲ့တကယ် skill ceiling ကိုတိတိကျကျတိုင်းတာဖို့မဖြစ်နိုင်ပါဘူးဒါကြောင့်ကျွန်တော်တို့ team 17ကနေ LLM Power Computer Adaptive Testing Engine ကိုအသုံးပြုထားတဲ့ Adaptive Interview Assessment Platform ကိုဖန်တီးခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့ tool က HR နဲ့ Technical Recruiter တွေအတွက်ဖြစ်ပါတယ် recruitment သမားတွေအနေနဲ့မတူညီတဲ့ယာရုတွေအတွက်စာမှုပွဲမေးခွန်းတွေကို manual လိုက်ထုတ်နေစရာမလိုတော့ပါဘူးစနစ်ထဲကို unstructured job description တစ်ခုထည့်လိုက်ရုံနဲ့ AI ကသက်ဆိုင်ရာ engineering metrics တွေ architectural bound တွေကိုအလိုအလျောက် pass လုပ်ပြီးအဆင့်3ဆင့် image ခွဲခြားထားတဲ့မေးခွန်းတွေကို on the fly ထုတ်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ recruiter dashboard ရဲ့ page မှာ job title နဲ့ JD ကို paste လုပ်ပါမယ်ပြီးရင် candidate email ထည့်ပြီး easy medium hard မေးခွန်းအရေအတွက်သတ်မှတ်က generate ခလုတ်ကိုနှိပ်လိုက်ပါမယ် generate လုပ်ပြီးတာနဲ့ page မှာ AI က JD အပေါ်မူတည်ပြီးထုတ်ပေးထားတဲ့မေးခွန်းတွေကိုဖြည့်ရအလိုက်မြင်ရမှာဖြစ်ပါတယ် HR ကအဖြေမှန်တွေကိုကြိုကြည့်နိုင်ပြီးမကြိုက်တဲ့မေးခွန်းဆိုရင်ဖြတ်ပစ်တာဒါမှမဟုတ် regenerate လုပ်တာမျိုးစိတ်ကြိုက်လုပ်နိုင်ပါတယ်ပြီးတာနဲ့စနစ်ကနေသက်ဆိုင်ရာ candidate အတွက် security စိတ်ချရတဲ့ one time link တစ်ခုထုတ်ပေးမှာဖြစ်ပါတယ်အခု candidate ဘက်ကနေပြီးတော့စာမွေးဖြေဆိုတဲ့ flow ကိုကြည့်လဲရအောင်ဒီနေရာမှာကျွန်တော်တို့ platform ရဲ့ထူးခြားချက်ဖြစ်တဲ့ adaptive test UI ကိုမြင်ရမှာပါ candidate ကမေးခွန်းတစ်ခုကိုမှန်အောင်ဖြေနိုင်ရင် engine ကနေပြီးတော့ပိုခတ်တဲ့ harder tier မေးခွန်းတွေကို dynamically ပြောင်းလဲပေးသွားမှာဖြစ်ပါတယ်မှားသွားရင်တော့စနစ်က difficulty ကိုအလိုအလျောက်လျှော့ချပေးသွားမှာဖြစ်ပါတယ် HR ကသတ်မှတ်ပေးထားတဲ့အတိုင်းမေးခွန်းတွေကိုဖြေဆိုရမှာဖြစ်ပြီးတော့ security အရ candidate က difficulty tier တွေနဲ့အဖြေမှန်တွေကိုတွေ့မြင်ရမှာမဟုတ်ပါဘူးဖြေဆိုပြီးလို့ submit လုပ်လိုက်တဲ့အခါမှာ server side မှာအလိုလျောက် grading တွက်ချက်ပေးပါတယ်အမှတ်ပေးစနစ်မှာရိုးရိုး raw correct answer တွေကိုပဲရေးတွက်တာမဟုတ်ပါဘူးကျွန်တော်တို့သုံးထားတဲ့ weighted performance metric formula အရခက်ခဲတဲ့ tier ကိုမှန်အောင်ဖြေနိုင်ရင် credit point တွေ exponential တက်လာမှာဖြစ်ပြီးတော့ beginner concept တွေလွယ်တဲ့မေးခွန်းတွေမှားရင်တော့ weight တွေလျင်မြန်စွာကျဆင်းသွားမှာဖြစ်ပါတယ်ဒါကြောင့် candidate တွေရဲ့တကယ် true capacity ကိုအမှားယွင်းမရှိပေါ်လွင်စေမှာဖြစ်ပါတယ်နောက်ဆုံးမှာတော့ HR ဘက်ကနေ result page မှာ candidate ရဲ့ရလဒ်ကို competency breakdown အနေနဲ့အဆင့်အလိုက်အသေးစိတ် breakdown metric နဲ့မြင်တွေ့ရမှာဖြစ်ပြီးတော့ CSV file အနေနဲ့လည်း export ထုတ်ယူနိုင်ပါတယ်ဒီစနစ်ရဲ့ architecture ဘိုင်းကိုပြောရရင် front end ကို Node.js နဲ့ Day 1 CSS တွေသုံးပြီး multi-stage UI တွေကိုတည်ဆောက်ထားပါတယ် backend ကိုတော့ Node.js API route နဲ့မောင်းနှင်ထားပြီး AI ဘိုင်းအတွက် OpenAI API တွေကိုချိတ်ဆက်က structure JSON output ထုတ်ယူထားပါတယ် data persistent အတွက် MongoDB ကို Basel production environment မှာအသုံးပြုထားပြီး local development အတွက်တော့ file system storage ကိုအသုံးပြုပါတယ် Pro engineering အပိုင်းမှာလည်း JD ကို untrusted data အဖြစ်ယူဆပြီး launch cut တွေထားရှိပါတယ် JSON pass schema check နဲ့ quality check ဆိုပြီးတော့ 3 layer validation စနစ်ထည့်သွင်းထားက retry 3 ချိန်ထိပြန်ကြိုးစားအောင်လုပ်ထားပါတယ်အဖွဲ့ရင်း workflow အနေနဲ့ cloud code နဲ့ TDD workflow တွေကိုသုံးပြီးတော့စနစ်တကျရေးသားထားတာဖြစ်ပါတယ် project ရဲ့ anti-scope အနေနဲ့ ချက်လက်တွေလုံခြုံရေးအတွက် static database ထဲမှာ question banks တွေသိမ်းဆည်းထားခြင်းမရှိသလိုအလိုအလျောက် auto hiring ဆုံးဖြတ်ချက်ချတာမျိုးမဟုတ်ဘဲ recruiter တွေဆုံးဖြတ်ရလွယ်အောင် contextual metric တွေကိုသာထုတ်ပြန်ပေးတာဖြစ်ပါတယ်။တိုက်ရိုက် video streaming နဲ့ live interview အပိုင်းတွေကိုတော့ initial scope ထဲမှာထည့်သွင်းထားခြင်းမရှိပါဘူး။နောက်အနာဂတ်မှာတော့ HR အသုံးပြုသူတွေပုံမှန်အဆင်ပြေစေဖို့အတွက် candidate ရဲ့ email ထည့်လိုက်အောင်နဲ့ exam link အလိုလျောက်ပို့ပေးမဲ့ automated email invite system တွေနဲ့ရလဒ်တွေကိုပုံမှန်နဲ့ဆိုင်ဆိုင်ခွဲခြမ်းစိတ်ဖြာပြမဲ့ advanced analytic dashboard တွေကိုဆက်လက်ထည့်သွင်းသွားမှာဖြစ်ပါတယ်။ဒါကတော့ Team 70ရဲ့ AI Power Adaptive MCQ Screening Platform ပဲဖြစ်ပါတယ်။နောက်ထောင်ပေးလို့အားလုံးကိုကျေးဇူးအထူးတင်ပါတယ်